ကိုယ့်ရဲ့အရက်အမြင့်နဲ့ညီစပိန်ရဲ့ဆက်တဲ့ထိုင်ကုန်အမြင့်ဘယ်လောက်ရှိတင်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်ဝေမျှသွားခြင်းပါတယ်စပိန်ရဲ့ထိုင်ကုန်ကနှိမ်လုံးလည်းမကောင်းတယ်လို့မြင့်လွင့်လည်းမကောင်းပါဘူးเนาะအနီတော့တိုင်းတာပဲကောင်းပါတယ်အဲ့ဒီတော့စပိန်ထိုင်ကုန်ကိုတိုင်းဖို့အတွက်နီလန်လေးဝေမျှပေးခြင်းပါတယ်ကျွန်တော်လေ့လာမိတာလေးဝေမျှပေးတာပါဒီနေရာမှာ mountain bike ကိုအခြေခံပြီးတော့ကျွန်တော်တိုင်းတာပြမှာပဲဖြစ်ပါတယ်เนาะစပိန်ထိုင်ကုန်ကိုအနည်းမြင့်တိုင်းတာဖို့အတွက်အရင်ဆုံးကျွန်တော်တို့ပေကျိုးလိုပါတယ်ပြီးတော့ပေတန်းဒါမှမဟုတ်စအုပ်ခဲတံတစ်ခုလိုပါတယ်ကျွန်တော်တိုင်းပြပါမယ်เนาะအရင်ဆုံးနိုင်ငံမှာဖက်နှက်မပါဘဲနဲ့ကိုယ့်ရဲ့ပခုံးကွာဝေးတိုင်းမမတ်ရရမှာဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ပေါင်ကွာချဒီတင်ပစုံရိုးနဲ့ထိရဲ့နေရာမှာကျွန်တော်တို့ကထားပြီးတော့အဲ့ဒီမှာအမှတ်ကလေးတစ်ခုမှတ်ရပါမယ်နိုင်ငံမှာထောက်ပြီးတော့ဒီလိုလေးရပါမယ်အမှတ်ကလေးเนาะပြီးရင်ဖက်နှက်မပါဘဲရက်ခဲ့တဲ့နေရာကနေပြီးတော့ဒီအမှတ်ထီကိုပေကျိုးတိုင်းပြီးတော့တိုင်းရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတိုင်းတာကတော့ဒီမှာစင်တီမီတာနဲ့ဆိုရင်80ရှိပါတယ်เนาะအောက်ကเนาะအပေါ်ကလက်မနဲ့ပေနဲ့မဟုတ်ပါဘူးအောက်ကစင်တီမီတာကိုယူပါမယ်80ရှိပါတယ်အဲဒီ80ကိုကျွန်တော်တို့က 0.885 3.885နဲ့မြှောက်ရပါမယ်မြှောက်လာတဲ့အဖြစ်ဒီမှာเนาะ80.8ကကျွန်တော်ရှိတဲ့အတိုင်းထောက်ဖြစ်ပါတယ်80.8ဆိုတော့81နီးပါးပေါ့เนาะအဲ့ဒါကိုကျွန်တော်က hollow crank ကနေပြီးတော့ဒီထိုင်ကုန်เนาะအလေလောက်ထိကျွန်တော်တို့C cube အတိုင်းပေါ့เนาะသူ့ရဲ့မြင်းပြိုင်အနေထားတိုင်းသွားမယ်ဆိုရင်ကျွန်တော်တို့ hollow crank ဒီစုံချက်ကနေပြီးတော့ဒီထိုင်ကုန်နေရာထိပေါ့เนาะပုံပါအတိုင်း80ကျော်ကျော်80.8ပေါ့เนาะရှိရပါမယ်ဒါကကျွန်တော်ရှိတဲ့အကွာအဝေးကိုဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့အရက်အမောင်းတိုင်းထွာတိုင်းတိုင်းပြီးတော့ဒီလိုမျိုးစမ်းကြည့်နိုင်ပါတယ်เนาะနောက်ထိုင်ကုန်အနေထားကလည်းတချို့တလေပေါ့ရှေ့ကိုအရင်မှတ်နေတာရှိတယ်အောက်ကိုအရင်စိုက်နေတာရှိတယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီမှာရေချိန်မှာပြထားတဲ့အတိုင်းအရှိလေးကိုနည်းနည်းလေးစိုက်ထားပြရမှာဖြစ်ပါတယ်เนาะဒီထိုင်ကုန်တိုင်းထွာကိုလွယ်လွယ်ကူကူတိုင်းလို့ရတဲ့နည်းလည်းရှိပါတယ်အဲ့ဒါကတော့လေထိုးတံနဲ့တိုင်းတာဖြစ်ပါတယ်เนาะဒီလိုကျွန်တော်ပြထားတဲ့အတိုင်းလေထိုးတံနဲ့เนาะပေါင်ကြားလေးကိုဒီလက်ကင်နေရာရောက်တဲ့အထိယူပြီးတော့ဒီเนาะချိန်နှင်းပြားနေအပေါ်ထိဆွဲပြီးတိုင်းတာပဲဖြစ်ပါတယ်ဒါကတနည်းပါနောက်တနည်းရှိပါသေးတယ်နောက်တနည်းကတော့ကျွန်တော်ပုံမှာပြထားတဲ့အတိုင်းကိုယ့်ရဲ့ဒီဂျိုင်းနဲ့ထိန်တိုင်းကုန်ကိုထိပြီးတော့မှเนาะကိုယ့်ရဲ့ဒီလက်စစ်ပေါ့တကားခောက်တဲ့အနေထားမျိုးနဲ့အဲ့ဒီလက်စစ်လက်ကလေးအနေထားကကျွန်တော်တို့ hollow crank ရဲ့စုံချက်နေရာမှာထိနေရမှာဖြစ်ပါတယ်ဒီနောက်ဆုံးနည်းကတော့အလွယ်ကူဆုံးတိုင်းတဲ့နည်းလေးဖြစ်ပါတယ်အဲ့ဒီတော့အားလုံးချုပ်ကြည့်ရင်နည်းလမ်း၃မျိုးရှိပါတယ်တခြားနည်းလမ်းတွေလည်းရှိပါလိမ့်မယ်တခြားနည်းလမ်းကောင်းလေးတွေရှိရင်လည်းအကြံပေးဝေမျှခဲ့ပါအောင်เนาะ comment ထဲမှာတစ်ခုခုမှန်ခဲ့ပြပါအောင်ခင်ဗျာဒါလေးတွေကကျွန်တော်လေ့လာခဲ့ပြီးသူများကိုပြန်လဲဝေမျှခြင်းဖြစ်ပါတယ်သိပြီးသူများအတွက်တိတ်မထူးခြားပေမဲ့မသိသေးသူများအတွက်တစ်ခုခုအကျိုးရှိရဆိုရင်ကျွန်တော်ဝမ်းသာပါတယ်